အားချက်မလဲဆိုတော့အမဟွာမဲသားပေါ့နော်မဲသားရဲ့အာလူရဲ့ချက်မယ်လေမဲသားအာလူနဲ့ကိုစီတက်မယ်နော်ဒါစီထည့်လိုက်ပြီထည့်ထားသွားပြီဆိုတော့ကျက်သွန်ဖြူရဲ့ကျက်သွန်လေးရဲ့အဲ့ဒီကောင်ကိုစီတက်မယ်ကျက်သွန်ဖြူထည့်တယ်ပြီးတော့ကျက်သွန်လေးထည့်တယ်ရဲ့နော်ဟုတ်တက်ပြီအမဲသားကိုကြတော့ချင်းရည်ပေါ့နော်အမဲသားကိုစားနေဆိုမအသားမုတ်ပေါ့နော်ဆိုမအသားမုတ်နေပြီးတော့ချင်းရည်လေးညှက်ထားတယ်လေညှက်ထားတယ်ဆိုအဲ့ဒါမှဆိုပြောမယ်ဆိုအနံ့ပေါ့နော်ချင်းရည်အဖတ်တွေပါကြတော့အေးညှက်လိုက်တော့စိတ်ဝင်သွားတာပေါ့နော်အဲ့လိုလေတွိုင်းအယောင်တင်မဟုတ်ဘူးကဲမယ်အဲ့ဒါကြတော့ဒီအမှုကကြတော့လေငရုတ်ဒီဟိုပါဘယ်လိုပြောရမလဲဆိုတော့အပူတောက်လေအပူတောက်ရဲ့အစိမ်းမဟုတ်ဆိုကာလာလှလားပြီးတော့ဆက်လည်းမဆက်ဘူးရမ်းလည်းမဆက်ဘူးကာလာလည်းလှတယ်အဲ့လိုမျိုးအယောင်လေးပေါ့နော်လှတယ်ဒါကြောင့်မြဲတမ်းပေါ့နော်ငရုတ်ဒီအပူတောက်ရဲ့အစိမ်းမဟုတ်တုံးတယ်လေအဲ့ဒါမျိုးအဲ့ဒါလေးတေးချစစ်တက်ဒီကောင်လေးကိုကျက်သွားပြီဆိုရင်တော့အသားထည့်မယ်နောက်တော့တက်တော့မှရောအသားထည့်ပြီပြီးတော့ဒီချာမွေသူ့ကိုပြောမှဆိုလို့ရှိရင်ပေါ့နော်အဲ့လိုလုပ်ပွားလို့ရှိရင်ဒီလိုမျိုးပေါ့နော်စီဆက်ထည့်ပွားလှိပ်ပွားဆိုတော့သူ့ရေမထည့်ရသေးဘူးဘာဖြစ်လို့ဆိုတော့ရေထည့်လိုက်လို့ရှိရင်အသားလေးကိုလေဒီနှမ်းအရသာလေးမဝင်ဘူးကွာအဲ့လိုဖြစ်မှကြောက်လို့အဲ့လိုပါမလဲဆိုတော့အဲ့ဒီအချိန်မှာဒီကောင်လေးကိုခဏထားပြီးတော့ခဏအိုးလေးပေါ့နော်အဖုံဖုံထားလိုက်မယ်လေသားလေးကဟိုပေါ့ဒီလိုပေါ့နော်စီလေးရေထွက်လာတာသူဘယ်လောက်ပဲပြအသားတွေကအဲ့လိုလောက်ပြီးတော့ပေါ့နော်စီတက်ပြီးတော့အဲ့လိုခဏအုပ်လိုက်မယ်ဆိုရင်ရေထွက်လာတတ်တယ်အဲ့လိုမျိုးလေးပေါ့နော်ခဏဒီချောင်းထဲကိုဆွဲအောင်ပေါ့နော်အဲ့လိုပြောမလို့ဆိုထဲထဲကိုစိတ်ဝင်အောင်ရတာလေးစိတ်ဝင်အနံ့စိတ်ဝင်အောင်သူအဲ့လိုခဏပြန်အုပ်မယ်ရေထည့်ဆိုတာရေဟိုပါပေါ့ရေနွေးပဲထည့်လိုက်တယ်ဆိုတော့ရေအေးထည့်လို့ဆိုရင်ဟိုနေ့ဖြစ်ရေနွေးပဲထည့်လိုက်တော့ပြီးရောရေနွေးထည့်လိုက်ပါပြီပြီးတော့ပြန်အုပ်လိုက်မယ်